လူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိအောင်ကြိုးစားကြရမှာဖြစ်တယ်စိတ်ရဲ့အညစ်အကြေးပေါင်းဒီသုတ်တံမှာ16မျိုးမြတ်စွာဘုရားရှင်းပြတယ်အစုံအပြင်8စုံအမျိုးအစားအပြင်16မျိုးအတွဲလိုက်ဖော်ပြထားတယ်အဲ့ဒါမဲ့အဘိဇာဝိသမလောဘဆိုတာလည်းစိတ်ရဲ့အညစ်အကြေးပဲပြပါဒဆိုတဲ့ဒေါသကလည်းစိတ်ရဲ့အညစ်အကြေးပဲနောက်တစ်ခါကောဓဆိုတာလည်းဒေါသကိုပဲပြောတာပဲဘာဖြစ်လို့ပြပါဒနဲ့ကောဓနှစ်ခုခွဲပြောနေရတယ်လဲဆိုဖြစ်ပုံချင်းမတူလို့ခွဲပြောတယ်နော်လူတွေရဲ့တဏ္ဍာမှာဖြစ်လာတဲ့အခါမှာအခြေအနေတစ်ခုပျက်စီးစေတဲ့ရှုထောင့်ကနေကြည့်ရင်ပြပါဒနော်ဒီစိတ်တိုးနေမှုအမျက်ထွက်နေမှုအမျက်ဆိုတာအစမပြေတာသစ်ပင်လေးမှာအမျက်ထွက်နေတယ်ဆိုလို့ရှိရင်အစမပြေတဲ့အဖုအထစ်တွေပေါ့နော်အဖုအထစ်တွေလောကမှာဆိုအဖုအထစ်ကလည်းကြုံတတ်တယ်အဲ့ဒီအဖုအထစ်တွေနဲ့အစမပြေတဲ့အခါမှာထွက်တာအမျက်ထွက်တယ်လို့ခေါ်တာအဲ့ဒီကောဓဆိုတာအရာရာမှာစိတ်တိုးနေတတ်တာအဲ့တော့ဒေါသရဲ့ပုံရိပ်ဒေါသဖြစ်ပေါ်လာပုံနှမျိုးရှိလို့ပြပါဒလို့လည်းပြောတယ်ကောဓလို့လည်းပြောတယ်အဲ့ဒါကိုပဲယင်းနဲ့နှလုံးထဲမှာဆွဲနေအောင်မှတ်ထားလို့ရှိရင်ဥပနာဟရညှိုးဖွဲ့တယ်ဆိုလောကလူသားတွေမှာအဖြစ်များတဲ့တရားတွေဖြစ်ပုံနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာဖြစ်တယ်တခါတခါကျတော့တစ်မျိုးတည်းဟောရင်မပြည့်စုံတယ်လို့ဖြစ်တယ်ရှုတော့မျိုးစုံကနေဟောလိုက်တဲ့အခါကျတော့ပို့ပြီးတော့ပြည့်စုံတယ်လို့တဘာဝနဲ့ပို့နိစ္စသွားတယ်ကောဋဥပနာဟတဆုံဟောပြီးတော့မက္ခပလာတာခြေစုကနေခြေစုတင်နေနော်ခြေစုတင်တာကြတော့သူတို့ကောခြေစုကန်တာခြေစုတရားကိုအတိမမပြုတာကြတော့ဒါစိတ်ရဲ့အညစ်အကြေးတစ်ခုပဲပလာတာကိုယ့်ရဲ့သားရင်သားရာကိုအတိမမပြုနိုင်ကိုယ်နဲ့တူတယ်လို့ပဲရှုဆတာဒါလည်းပဲအကုသိုလ်တစ်ခုပဲဒါတွေကိုအကုသိုလ်လို့တော့ထင်ကြမှာမဟုတ်ဘူးတချို့ကြတော့ဒါတွေဟာဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့အကုသိုလ်တရားတွေပဲရှင်စိတ်ရဲ့အညစ်အကြေးတွေပဲဒါတွေလည်းရှင်းပြရမယ်ဆိုတာအင်တမတတိထားကြကောင်းတယ်ပေါ့သူတော်ကောင်းလို့ဆိုတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒါတွေရှိနေသေးတယ်ဆိုရင်ဒါသူတော်ကောင်းအစ်စ်မဟုတ်နိုင်ဘူးနော်သူတော်ကောင်းလို့မခေါ်နိုင်သေးဘူးဘာဖြစ်လို့လဲဆိုစိတ်ရဲ့အညစ်အကြေးတွေသူ့ရဲ့ထဲမှာရှိနေတယ်သူလက်ခံထားတယ်အညစ်အကြေးမှမသိဘူးဥပမာရဲ့ထဲမှာခြေဆုမတင်တတ်ဘူးခြေဆုကန်းတယ်သူများခြေဆုတရားကိုအသိမှမပြုဘူးဆိုဒါစိတ်ရဲ့အညစ်အကြေးလို့မထင်ဘူးအကုသိုလ်လို့လည်းမထင်ကြဘူးမထင်ကြတဲ့အခါကျဖယ်ဖို့မကြိုးစားတော့ဘူးပေါ့နော်အပြစ်ကိုအပြစ်လို့မြင်မှရှင်းထုတ်နိုင်တာဟုတ်အဲ့တော့အပြစ်ကိုအပြစ်လို့မမြင်ဘူးအကောင်းထင်နေတယ်နော်သူများကိုအတိမမပြုနိုင်ဘူးငါနဲ့ဘာထူးလဲသမင်းစားကြည့်ကြတာပဲဆိုတာမျိုးတွေချက်ဒါပလာတာဆိုတဲ့အကုသိုလ်မှန်သိမသိချဘူးမသိတဲ့အခါကျတော့လူတွေမှာဒီလိုဟာဖြစ်ရုံဖြစ်စဉ်ဆိုပြီးလက်ခံထားကြတယ်လက်ခံထားသည့်အတွက်ကြောင့်ဖယ်ရှားဖို့မကြိုးစားဘူးမကြိုးစားတော့ဘာဖြစ်နေဒါကိုအကြောင်းပြုပြီးတော့အကုသိုလ်မှုတွေဆက်ဖြစ်လာတယ်အကုသိုလ်တွေကိုလမ်းဖွင့်ပေးနာတယ်နော်အဲ့ဒီလမ်းဖွင့်ပေးလာတာပို့ပြီးတော့ကြီးသွားတာပေါ့သူရှိနေတော့အကုသိုလ်တွေအဲ့တော့မက္ခတို့ပလာတာတို့ဒီအကြောင်းတွေမနေ့ကရှင်းပြပြီးပြီဒီကနေ့နောက်ထပ်ရှင်းပြဖို့ရာကတော့အတွဲလိုက်ဆိုရင်၄နံပါတ်အတွဲကအိတ်တာနဲ့ပစ္စရိယဒီနှစ်ခုဟာလူတွေရဲ့တဏ္ဍာမှာအဖြစ်များတဲ့တရားတွေအဲ့တော့ကိုယ်တဏ္ဍာမှာဖြစ်ရင်ဘယ်လိုပုံစံနဲ့ဖြစ်တယ်လဲဆိုတာကိုသိအောင်ကြိုးစားရမယ်အိတ်တာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုပမာလို့ကတော့
ညူစုခြင်းလို့ပြန်ရတယ်ညူစုတယ်ဆိုတော့ဘာမှမသိနိုင်ဘူးအိတ်တာရဲ့အဓိပ္ပာယ်ကjealousy လို့ပြောရင်တော့ခေတ်လူတွေကတော်တော်သိသွားတယ် jealousy ဖြစ်တာအိတ်တာဆိုတဲ့အဓိပ္ပာယ်ကအပြစ်ပြောတာလို့ဆိုလိုတယ်အကောင်းမမြင်ဘူးအပြစ်ပြောတာလူတယောက်ကြီးပွားတိုးတက်နေလို့ရှိရင်အကောင်းမပြောနိုင်ဘူးအပြစ်ပဲမြင်တယ်နော်ကိုရှိမှဘယ်သူကဖြစ်တော်တယ်လို့ပြောရင်စိတ်ထဲကတက်ပြီးတော့မကြိုက်ချင်ဘူးအဲ့ဒါအိတ်သားရဲ့သဘောပဲအိတ်သားရဲ့သဘောလေးပဲလူတယောက်ရဲ့ကောင်းစားတာကိုမကြည့်နိုင်သူရဲ့စัจ jit မဲ့ကတော့မုဒိတာဆိုတာပြမစိုးတရားထဲမှာပါတယ်မုဒိတာအားနေလို့ရှင်အိတ်သားဖြစ်လာအဲ့တော့အိတ်သားဆိုတာလူတိုင်းမှာဖြစ်တတ်တယ်ပမာစကားနိစ္စတာတော့ဘာတော့ကိုယ့်ရဲ့သားမနာလို့အဲ့ဒါနဲ့နိစ္စနော်ကိုယ့်ရဲ့သားမနာလို့ဆိုတာအဲ့ဒါအိတ်သားကိုပြောတာကိုယ့်ရဲ့သားရာကြိုင်လူစိတ်ကမနာလို့စိတ်ဖြစ်တယ်သားသမီးနဲ့မိဘတောင်ဖြစ်တတ်တယ်နော်သားသမီးကမိဘတဲ့တော်တယ်လို့ပြောခံရရင်တချို့မိဘတွေကမခံနိုင်တာလည်းရှိတယ်ကိုယ့်ရဲ့သားတယ်ဆိုတာမကြိုက်ဘူးကိုယ့်ရဲ့သားရင်သိမှပြုတပည့်ကဆရာရဲ့သားတယ်လို့ပြောလို့ရှိရင်ဆရာမကြိုက်ဘူးသူ့ရဲ့သားတာမဖြစ်အောင်ကိုယ့်ရဲ့သားတာဆိုတာမဖြစ်ချင်ဖြစ်တာလက်မခံနိုင်ဘူးအဲ့ဒါအိတ်သားလို့ခေါ်တယ်တူတယောက်ကြီးပွားတိုးတက်နေတယ်အသိမှမပြုနိုင်ဘူးမနာလို့ဖြစ်တယ်အဲ့ဒါအိတ်သားတယ်မနာလို့ဆိုတာဘာပြောလဲအပြစ်ပြောတာအပြစ်ဖယ်ရှားတယ်အကောင်းမပြောနိုင်ဥပမာလူတယောက်ဟာစီးပွားရေးတိုးတက်တာတက်မှာပေါ့ဒီလူကဘလို့ကြလို့ပြောတော့တာပဲလေအပြစ်တစ်ခုပြောတော့တာအသိမှမပြုနိုင်ဘူးသူကအဲ့ဒါအိတ်သားလို့ခေါ်တယ်အဲ့ဒီအိတ်သားဟာလွန်ဆိုးတယ်ပေါ့ဒီအိတ်သားကိုလည်းမဖြစ်စေသင့်ဘူးပေါ့ကိုယ့်ရဲ့တဏ္ဍာမှာသူကဖြစ်လို့ရှိရင်ဒေါသနဲ့တွဲဖြစ်တယ်သူနဲ့တွဲဖက်လာတာဒေါသပဲမခံကျင်တဲ့စိတ်တွေဖြစ်တာဒေါသတင်နေမှာသူတစ်ပါးကြီးပွားတာကိုမနာလို့မရှုစိတ်ဖြစ်လို့ရှိရင်အိတ်သားမစ္စရိယကြတော့ကိုကြီးပွားသလိုကိုအောင်မြင်ကြော်ကြားသလိုသူတစ်ပါးကိုအောင်မြင်ကြော်ကြားမှုမဖြစ်စေချင်တာမစ္စရိယအဲ့တော့အိတ်သားကသူများကောင်းစားတာကိုအပြစ်ပြောတာမစ္စရိယကကိုလိုမကောင်းစားစေချင်တာတဘာဝချင်းကွဲတယ်သူကနော်ရတော့အပြစ်မစ္စရိယဆိုရင်နှမျောတယ်လို့ပဲလူတွေကသိနေကြတယ်နှမျောတယ်ဆိုရင်လောဘနဲ့ရှင်တာမဟုတ်ဘူးသူကဒေါသနဲ့ရှင်တာဒေါသနဲ့တွဲလာတာသူအဲ့တော့ဆိုအစို့ကိုဟာတူတဲ့အနေနဲ့ခုခေတ်ဆိုလို့ရှိရင် top 1ဆိုအစို့ top 1ဖြစ်တယ်သို့မဟုတ်ချန်ပီယံဖြစ်လာတယ်နောက်တစ်ယောက်ကကိုယ့်ရဲ့နေရာကိုယူလာမယ်ဆိုရင်မခံနိုင်တာအဲ့ဒါပစ္စရိယလို့ခေါ်တယ်နော်ကိုယ့်ကိုကြော့တက်မှမလို့လားဘူးအဲ့ဒါမစ္စရိယဆိုတာတော်ဆိုးတာနော်သူကနောက်ဆက်တွဲလိုက်လာတဲ့အကုသိုလ်တွေကလည်းဆိုးတယ်အဲ့တော့မြတ်စွာဘုရားဟောတာဒီအိတ်သားဆိုတဲ့သူများကြီးပွားတာကိုမနာလို့တဲ့စိတ်ပုတ်စိတ်ယုတ်ကိုလိုမကြီးပွားစေခြင်းနဲ့မစ္စရိယဆိုတဲ့စိတ်ပုတ်စိတ်ယုတ်တွေဟာမကောင်းတဲ့အလားအလာတွေကိုဖြစ်ပေါ်စေတယ်မကောင်းတဲ့အလားအလာတွေကိုဖြစ်ပေါ်စေတယ်လူအဲ့ဒါကြပိုလို့ပဲအပြစ်ချီသွားတယ်သူကပြစ်ဖြားခံလိုက်တာကြောက်ကြပါလိမ့်မယ်ကဘာမှာလေတခါအာကစားရိမှာရှင်ပြိုင်လာတဲ့အခါမှာကိုယ့်ရဲ့သားတဲ့လူပေါ်တော့မယ်ကိုကကဘာချန်ပီယံဆိုတာဖြစ်နေတယ်ကိုယ့်ရဲ့သားမဲ့လူပေါ်လာလို့ရှိရင်မခံနိုင်တော့ဘာလို့တော့တခါတော့ကအမေရိကမှာလို့ထင်တယ်စကိတ်စီပြိုင်ပွဲချန်ပီယံမြို့သမီး
နောက်ထပ်ရှင်းပြိုင်မဲ့အားလည်းမြို့သမီးပဲနောက်ရှင်းပြိုင်မဲ့ပုဂ္ဂိုလ်ကအလားအလာကောင်းလာတယ်အဲ့တော့လက်ရှိချန်ပီယံမြို့သမီးကအဲ့တော့မခံနိုင်ဘူးသူ့ရဲ့ချန်ပီယံကိုလူယူမဆိုတာသူမခံနိုင်ဘူးကိုလူမဖြစ်စေချင်တော့ဘာလို့တော့လူမိုက်တွေငားပြီးတော့ပတ်စံပေးပြီးခြေတော့ကိုရိုက်ချိုးတယ်ပွဲမတိုင်ခင်ခြေတော့ကျိုးသွားတော့ရှင်ပြိုင်မှုမလုံးနိုင်တော့ဘူးပေါ့ဒါတွေကအားကစားလောကမှာလည်းပဲအများကြီးပဲဘောလုံးဆိုလဲအဲ့ဒါမျိုးတွေရှိတယ်ဘာတွေပြောကြတယ်တော့မသိအောင်လူတွေကခောက်ဆွဲစားတာတို့ဘာလို့လဲပြောကြတယ်လေအဲ့ဒီလိုဟာတွေပေါ့အဲ့တော့လောကမှာရှင်ပြိုင်လာလို့ရှိရင်ကိုယ့်နဲ့ပခုံးချင်းရှင်းလာမှာကိုမကြိုက်တာကြတော့အဲ့ဒါအိတ်တာမဟုတ်မစ္စရိယလို့ခေါ်တယ်မစ္စရိယကိုတယောက်တည်းကိုပဲအထင်ကြီးစေခြင်းနဲ့ကိုတယောက်တည်းပဲကြော်ကြားခြင်းနဲ့ကိုလူသူများကြော်ကြားလာမှာမခံနိုင်တာမရှုစိတ်ဖြစ်တာမစ္စရိယလို့ခေါ်တယ်။ဒါမို့မစ္စရိယက၅မျိုးတောင်ရှိတယ်။အဆောင်နေစရာနဲ့ပတ်သက်တဲ့မစ္စရိယကိုအာဝတ္တမစ္စရိယလို့ခေါ်တယ်။အာဝတ္တမစ္စရိယဆိုတာကိုနေတဲ့နေရာကိုသူတို့ကမနေစေချင်တာတခြားအကြောင်းကြောင့်မဟုတ်ဘူးတက်ကိုရထားတဲ့အခြေအနေမျိုးသူများမရစေချင်တဲ့သဘောအကြောင်းတစ်ခုကြောင့်ဒီလူကရှံဖြစ်တတ်တယ်အယက်သေးစားတောက်စားရတယ်ဒီလူကအချက်မကောင်းဘူးမကောင်းလို့ကိုယ်စီမှာမလာစေချင်တာအဲ့တော့တစ်မျိုးအဲ့ဒါမစ္စရိယမဟုတ်ဘူးဟိုမစ္စရိယဆိုတာဘာအကြောင်းပြချက်မှမရှိဘဲနဲ့ကိုရထားတဲ့အခွင့်အရေးမျိုးသူများကိုမရစေချင်တဲ့မစ္စရိယမျိုးခေါ်တယ်နော်တော့ဒီမစ္စရိယတွေကအမှန်တမ်းဆိုးတယ်ကုလမစ္စရိယဆိုတာကိုယ်နဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်တွေသူများနဲ့ယဉ်နေမှဆိုးတယ်ကိုမိတ်ဆွေသူများမိတ်ဆွေဖြစ်မှဆိုးတယ်ကုလမစ္စရိယလာဘမစ္စရိယကိုရတဲ့အခွင့်အရေးမျိုးတွေသူများရမှဆိုးတယ်လာဘမစ္စရိယကိုချီးမွမ်းတဲ့ခုံတဲ့ကြော်စောမှုမျိုးတွေကိုသူများချီးမွမ်းမှမလိုလားတာဝဏမစ္စရိယတနည်းအားဖြင့်ကိုလှတယ်လို့သူများမလှစေချင်တာဝဏမစ္စရိယဓမ္မမစ္စရိယဆိုတာကိုတက်သိထားတဲ့အတတ်ပညာကိုရှုဝဲ့အဲ့တော့မြန်မာနိုင်ငံမှာဒီမစ္စရိယချောင်းမို့လို့ပဲတိုင်းရင်းစေးရဲ့အစွမ်းထက်မှုတွေဟာတချို့ကရောပါသွားတယ်ဘာလို့လဲဆိုဆေးဖော်ဆက်တဲ့အခါမှာတိုင်းရင်းစေးနည်းတွေမှာဆေးဖော်ဆက်တဲ့အခါမှာherbal medicine ဆိုတော့အမျိုးအစားတွေအများကြီးပါတယ်နော်10မျိုး12မျိုး15မျိုးပေါင်းအများကြီးပါတယ်အဲ့ဒီမျိုးတွေအများကြီးပါတဲ့ထဲမှာအဓိကအမျိုးကိုရှုပ်ဝဲထားတာဘယ်သူမှမသိစေဘူးနော်အဲ့ဒါလို့တစ်ခုတစ်ခုရှုပ်ဝဲထားလိုက်တဲ့အခါဆေးရအမေမစုံသည့်အတွက်ကြောင့်အစမ်းထက်မှုမရှိတော့ရော့သွားတယ်ပေါ့အဲ့ဒါမျိုးတွေကလည်းဗမာပြည်မှာတကယ်လည်းဖြစ်တာတည်းရှိဆေးအမေကိုဖျောက်ထားတယ်အဲ့ဒါလည်းမစ္စရိယတဲ့ပါတာပဲပညာနဲ့ပတ်သက်လာလို့ရှိရင်လေလောကဆရာတွေဟာအာစရိယမုဋ္ဌိဆိုတာရှိတယ်အာစရိယဆရာမုဋ္ဌိကလက်သီးဆုပ်ဆရာကသူ့လက်သီးထဲမှာဖွက်ထားတယ်တပည့်ကိုပညာအကုန်မပေးဘူးပညာအကုန်ပေးလိုက်လို့ရှိရင်တပည့်ကသူ့ပေါ်မှာလွှမ်းသွားနိုင်အဲကြောင့်အကုန်မပေးဘူးဒါလည်းမဖြစ်ဘူးတော့မဟုတ်ဖြစ်တတ်တယ်ဖះလောင်ဂုဋ္ဌိလစောင်းသမားဟာသူ့ပညာတွေကိုသူ့တပည့်ကိုအကုန်ပေးလိုက်တာမူတိလဆိုတဲ့စောင်းတပည့်ကိုအကုန်ပေးတာအကုန်ပေးလိုက်တော့ဆရာကိုပြိုင်ပြီးတော့သူကစိန်ခေါ်တယ်ဒါ950ဇတ်ထဲမှာဂုဋ္ဌိလဇတ်ဆိုရှိတယ်ဆရာကိုစိန်ခေါ်တယ်အဲ့လိုကျေးဇူးကနဲ့လူကလည်းရှိတယ်ဒါကြောင့်မို့ဆရာတွေကတပည့်ကိုပညာအကုန်မပေးကြဘူးကိုယ်ပြိုင်လာမှဆိုတာလည်းတစ်ခုပေါ့နော်ဒါပေမဲ့ဖះလောင်းနေကြတော့ပညာကိုအကုန်ပေးလိုက်တယ်ပေးလိုက်သည့်အတွက်ကြောင့်သူ့ကိုရှင်ပြိုင်လာတာ
ကြုံရဘူးတဲ့ပေါ့နော်မြတ်စွာဘုရားကိုယ်တိုင်ကိုရှန္ဒနာကိုပြိဋိဘံစံဃာနိမှာဟောထားငါဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်သီးစုပ်ထဲမှာဝှက်ထားတာမရှိဘူးနမေအာစရိယမတ်မုဋ္ဌိအဋ္ဌိတမေတုတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ငါမှာအာစရိယမုဋ္ဌိဆိုမရှိဘူးလို့ဆိုလို့တယ်အာစရိယမုဋ္ဌိမထားဘူးအကုန်ဟောတယ်အချွင်းချံမရှိအောင်ဟောတယ်အလုံးရှင်းပြီးသားအလုံးဟောပြီးသားနော်တရားဓမ္မအတွက်ငါနောက်လိုက်เสียမလို့မင်းတို့ဘာဒီလုံးဖို့ပဲရှိတယ်ငါဟောတာအကုန်ဟောတာခြံထားတာတခုမှမရှိဘူးလို့ဒီလိုမြတ်စွာဘုရားအတိတ်ပဲနဲ့ဟောတယ်နော်ပြိဋိဘံစံဃာနိမှာအဲ့လိုပုံပုံလင်းလင်းပြောခဲ့တာသို့သောလောကီဆရာတွေကတော့များသောအားဖြင့်အာစရိယမုဋ္ဌိဆိုတာထားရတယ်အဲ့ဒီအာစရိယမုဋ္ဌိထားတာဟာမစ္စရိယပဲမစ္စရိယကြောင့်ထားတယ်အဲ့ဒါတွေကိုဆိုလို့တယ်ပေါ့အဲ့တော့အိတ်တနဲ့မစ္စရိယဒီနှစ်ခုကလူဘဝရဲ့အထက်တန်းကြမှုစိတ်ဓာတ်ရဲ့ဖြူစင်မှုတွေကိုညစ်ထေးစေတတ်တဲ့အကုသိုလ်အညစ်ကြေးတွေဒါလည်းဖြစ်တယ်စိတ်ရဲ့အညစ်ကြေးတွေဖြစ်တယ်ဒါကြောင့်အိတ်သာဆိုတဲ့သူတော်ဘာကြည်ပွားတာကိုမနာလို့မရှုစိတ်မဖြစ်ဖက်နဲ့မုဒိတာတရားပွားနိုင်အောင်ကြိုးစားရမယ်နော်မှန်ကန်တဲ့နှလုံးနဲ့တရားမယ်သူကြိုးစားလို့သူတော်တာသူ့ရဲ့ပါရမီပါလို့သူတော်တာငါတဲ့သားလဲငါဘာမှမနာလို့ဖြစ်เสียမလို့ဘူးလူဆိုတာအကျိုးစားတဲ့ပုဂ္ဂိုလ်ကံရှိတဲ့ပုဂ္ဂိုလ်ကရတာပဲလို့ဒီလိုမှန်ကန်တဲ့အမြင်နဲ့ကိုယ့်ရဲ့နေမှာဖြစ်တဲ့အိတ်သာဖယ်ရှားပြရမယ်အဲ့လိုဖယ်ရှားလိုက်ရင်လည်းပျောက်သွားတာပဲမစ္စရိယဆိုတာကိုရထားတဲ့အခွင့်အရေးတစ်ခုဆုပ်ကိုင်မထားနဲ့သူစ조사လဲသူရနိုင်တာပဲအလုံးဟာကောင်းတဲ့အခြေအနေတွေကိုလူတိုင်းရပါစေဆိုတဲ့မေတ္တာထားနိုင်ဖို့လိုတယ်မေတ္တာထားရင်ရှုံချချက်ထားမယ်ဆိုရင်မစ္စရိယတရားကိုဖယ်ရှားလို့ရသွားတယ်လောကကြီးမှာတရားမင်းကြီးကမြတ်စွာဘုရားကိုမေးလျှောက်ဖူးတယ်လောကလူတွေဟာဒီညီညီညွတ်ညွတ်နဲ့အတူတကွပျော်ပျော်ရွှင်ရွှင်လက်တွဲပြီးတော့ဘာလို့မနေနိုင်ကြတာလဲဘာလို့လောကကြီးမှာလူတွေဟာအငြင်းခုန်ဖြစ်နေကြတာလဲဆိုမြတ်စွာဘုရားဟောတယ်အိတ်တမစ္စရိယအကြောင်းနဲ့လောကမှာညီညွတ်ရေးကိုဖျက်ဆီးနေတာလဲအိတ်တမစ္စရိယပဲညီညွတ်ရေးမဖြစ်နိုင်တာအိတ်တမစ္စရိယနော်တယောက်ကောင်းစားရင်တယောက်ကမကြည့်နိုင်ဘူးကိုကောင်းစားလို့သူများကိုမကောင်းစားစေချင်ဘူးအဲ့ဒီစိတ်ပုတ်စိတ်ယုတ်စိတ်ရဲ့အညစ်အကြေးတွေကြောင့်လူလောကကြီးကတောက်ပခြင်းထင်ရှားခြင်းစိတ်ဓာတ်တွေကောင်းမွန်ခြင်းဆိုမရနိုင်ဘူးဒါကြောင့်ဒီဆိုတရားနှစ်ပါးကိုလည်းပဲသိရမယ်မသိထားဘူးဆိုရင်ဒီအိတ်သားကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေလုပ်တယ်မစ္စရိယကိုအကြောင်းပြုပြီးတော့အကုသိုလ်ဒုစရိုက်တွေအကုန်ဖြစ်လာတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကစိတ်တွေတန်ကိလေထိဒုက္ခတိပါတိကံခါတယ်ဒီစိတ်ရဲ့အညစ်အကြေးနဲ့အညစ်အကြေးရှိနေပြီဟောဒီကိုယ့်ရဲ့စိတ်မှာအိတ်သားဆိုတဲ့အညစ်အကြေးကတ်နေပြီမစ္စရိယဆိုတဲ့အညစ်အကြေးကတ်နေပြီဆိုလို့ရှိရင်တွေးသမျှလည်းအကောင်းမဖြစ်ဘူးပြောသမျှလည်းအကောင်းမဖြစ်ဘူးလုပ်သမျှလည်းအကောင်းမဖြစ်ဘူးသိရင်လည်းကောင်းရဖို့မရောက်နိုင်ဘူးလို့သူတို့ပြောတာနော်ထိတိသနာအဲ့ဒါကိုဆိုလို့တယ်အကောင်းဖြစ်မလာနိုင်ဘူးအိတ်တမစ္စရိယကိုဖယ်နိုင်မှသာလေစိတ်တွေအတန်ကိလေထေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကင်းသွားပြီဆိုမှသာလျှင်သူကတိပါတိကင်ခါတယ်အလားလာခေါင်းမျောလင့်နိုင်တယ်အလားလာခေါင်းဆိုတာဒီလိုစိတ်အညစ်အကြေးတွေမရှိဘူးဆိုလို့ရှိရင်အိတ်တာမကပ်ဘူးမစ္စရိယမကပ်ဘူးဆိုလို့ရှိရင်လူဟာလူလောကကြီးမှာတူမှာအထင်မြင်နေသေးဖို့ဆက်ဆံရေးပြဖို့ဒါတွေမရှိဘူးနော်အလုံးကိုကြိုးစားရင်ကိုယ်ရတယ်ဘယ်သူမှလည်းနှောက်ယှက်မပေးကြဘူးဆိုတဲ့အခါမှာဒီတရားနှစ်ခုကင်းစင်လိုက်တာနဲ့တွေးတာလည်းကောင်းတယ်ပြောကြတာလည်းအကောင်းပဲလုပ်ကြတာလည်းအကောင်းပဲသိရင်လည်းကောင်းရပုံရောက်မယ်ဒီစိတ်နှစ်ခုကင်းသွားလို့ရှိရင်ဒီအညစ်အကြေးနှစ်ခုဖယ်လိုက်လို့ရှိရင်ကင်းသွားနိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာ
Eta Misriare. Erosay and ye Jesua, Tarimakabu Maya, Tatia. Do you say Hatro two son? No? Maya. Tisagalunga, Pamari, Dimiaware, Maya. Buya Maya, Miare. True, don't ask Galonema. Maya. Mima Maya, Teku Bias. Maya, so Mima Mashira Mobile. Beauty Mashira. Alo Mashira. Maya, ye, David, Nale. Maya, Sura Pa Corarons. Titoku Pene, Tagarasia. Winsanika, Saria, Puda, Maya. Slezare the war. She need a demu. The feather Tinzijana demu. She who Ponguejana. She who Ponguetavi, Mashida, who this is Jana. Ero Maya. Pure Mesolution Baro. Go ha Magona Lobi. Magona lo dulo at the Macanyana, Maya. Allah. Load her a motor reloaded. Diamond Ludima sore. But thee on Pongue. Go be the Pontar. To Rogoyon sound. A bit of Pongue video, Bimashi the on lady. Eddie, go ye a bigu, show where Pongue Tarush in that Maya local. When they jump, mute the media Jama Dobi, Maya, Miare, don't each other on the Maya Sodima, she needed a bigu Ponguera, Lumadisi Jana, and a Maya. To Dima Soda, Madia on Ponguera. Era Maya local. Clesa Jimmy. David Aradua. David got a Kajaro, then now wake out. Pauluronsra. Go. The machine kong the coup. She looked. Go, Lu attend the ma. Malo Lara. Lu attend the amount, much physician. Madiare Nine. Luria go moa, 10 genies hitchen. Era, Puma the same hope. Oh. Era go, madam, you see the la. Go, madam, you see Monsieur Josa Laiba, Tao Solure, Yasavia, Tasay, and Yajitaku, Ayaswa. Era go if you go like video, Yadaga lep your mala, Tilum Hoba. Hamas how mane. Go if you go, Pietivi, now time lopo, Yajiba. Go if you go, Pongo, video, take a look on your Masama, Lo Solure. How they are Dari Mare. Ti Mare yet they do. To me, a Belgian, Bioma Belgian, Mare. Tomo, go see Amiba, Leza Boguring, Atari Mare. Not a gata diluma field name, tis a mugan number Muiros and Talot. Hello, Loam. Oh, go be go home, but how any Ludaga Leviro, the Renzarea Tevi, Joga, Kobu are ready, Pio, Loa, Elopio, Yoram, hopeful, no? Go ha, Mahota Loye, go dia. Go less harmony Nelubio. Go be not have low ne. Taro Macau, not low food, Macau ne half a day. Now Beroma blow foods for it. The Nathan Chavo will look at them. Lumia Ludaga Levy, a DBU, Yoram, hopeful, no? Go ye, the Abigo. Oh, Gonalo, Lu attend they must solo Ponguera of Euro Maloya to the solo depot. Era saying, Hans home buns on Piedoro. Maya Piedore. Now the Kuga Tatia. Tatia, Sabiaro couches sin lady. Rubio couchit about. Sin lady, so about. Couchit de Sura. To a Bayo interview. To Kira Dika Bawina, couchit. Couchit Sura. Mahota who looked at. Konaga, a big pona. A coa jaro, Mahota who looked your. Mashida, she loaded. Go Magona, gone loaded. Now go Mashida, Coney, Topo jar. Well, go up Boemia when a boy are there.
ဟုတ်တယ်အရေးချင်းမရှိဘဲနဲ့အရေးချင်းရှိတယ်တို့အဲ့ဒါလို့ခုနတုန်းကအပြစ်ကိုမာယာကအပြစ်ကိုဖုံးကွယ်တာတာထေယဆိုတာမရှိတာကိုရှိလို့တာသူတို့တစ်ခုဟာအဲ့တော့မရှိတာကိုရှိလို့တယ်ဆိုကောက်ချစ်တယ်သဘောဆိုလို့တယ်ပေါ့အဲ့ဒါကောက်ချစ်တယ်မယိုးဖြောင်းမှုပေါ့မရှိရင်မရှိတဲ့တိုင်းနေပေါ့ဥပမာပတ်စံမချမ်းသာပဲနဲ့ပတ်စံချမ်းသာတယ်လို့ထင်စေချင်တာနော်တထေးမဟုတ်ပဲနဲ့တထေးလို့ထင်စေချင်တာဟိတ်ဆန်ဟွန်ဆောင်လုပ်ပြီးတော့လူထဲမှာစကားတွေရိုက်ကြတာလည်းရှိပါတယ်လေနော်ပတ်စံမရှိဘဲနဲ့တထေးအောင်ဆောင်တာတို့ပါတို့ဒါမျိုးတွေပေါ့ဟန်ဆောင်မှုတွေအလုံးကိုတာထေးရလို့ခေါ်တယ်မာယာတာထေးရဒီနှစ်ခုလုံးဟာအကောင်းဘက်ကိုဘယ်တော့မှမရောက်စေဘူးအဆိုးဘက်ကိုရောက်သွားစေတယ်အကျင့်လည်းပြည့်စေတယ်သိလို့ရှိရင်လည်းမကောင်းတဲ့ဘုံရောက်စေနိုင်တယ်ဒါမှမဟုတ်သူတို့စိတ်ရဲ့အညစ်အကြေးလို့ခေါ်တယ်အဲ့တော့ရိုးဖြောင်းဖို့ပဲကြိုးစားရမယ်ကိုမရှိတဲ့ကောင်နဲ့အရှိမလုံးနဲ့ကျိုးစင်းစင်းပဲနေရမယ်အဲ့ဒါတာထေးရကင်းစင်ရအဲ့တော့တာထေးရကိုဥပမာပေးထားတာရှိတယ်ကောက်ချစ်တယ်ဆိုလို့တော့ကောက်ချစ်တယ်ဆိုတာသူကတပိုင်းမှန်တပိုင်းမမှန်တာနဲ့ကောက်ချစ်တာမျိုးရှိသေးတယ်သူကအကုန်လုံးတော့အဆိုးကြီးမဟုတ်ပဲနဲ့စာပေကျမ်းကနေမှသူ့ကောက်ချစ်ပုံကောက်ချစ်နေရဘယ်လိုတော့လို့ဆိုရင်အာယတနာပစ္စာဆိုတဲ့ငါအကြောင်းကိုရေးထားတာရှိတယ်နော်ဒီငါကဗမာလိုနာမည်တော့မရှိဘူးပါဠိလိုအာယတနာပစ္စာအာယတနာငါလို့ခေါ်တယ်အဲ့ဒီငါကခေါင်းကမွေခေါင်းအမီးကြတော့ငါမီးမွေခေါင်းနဲ့ငါမီးနော်မွေနဲ့တူတဲ့ခေါင်းရှိပြီးတော့ငါနဲ့တူတဲ့အမီးပါတဲ့ငါကိုအာယတနာပစ္စာလို့ခေါ်တယ်ဟောငါဆိုတာလည်းအများကြီးပဲလေဗမာတွေတော့နာမည်ပေးထားတာငလူငလဲတို့ဘာတို့နော်ငပုတ်တင်တို့ငချီတို့ဒါနာမည်တွေပေးထားတာပေါ့ဒီအာယတနာပစ္စာဆိုရင်ငါခေါင်းကြည့်လိုက်ရင်မွေလို့ထင်ရတယ်အမီးကြည့်လိုက်ရင်တော့ငါလို့ထင်ရတယ်တော့နှမျိုးထင်ရတယ်ငါအဲ့ဒီငါကဘယ်လိုကောက်ချစ်တုံးလို့ဆိုရင်ငါနဲ့တွေ့လို့ရှိရင်ခေါင်းဖွက်ထားပြီးတော့အမီးလေးရမ်းပြတယ်ငါလည်းမင်းတို့လို့ငါပါပဲဆိုတော့ပြမွေတွေနဲ့တွေ့တဲ့အခါကျတော့အမီးကိုဖွက်ထားပြီးခေါင်းလေးထောင်ပြတယ်ငါလည်းမွေပဲဆိုပြီးတော့အဲ့တော့ကောက်ချစ်တယ်ဆိုတဲ့လူကအဲ့ဒီတိုင်းပဲတဲ့နော်အထင်ရောက်အောင်လုပ်ပြတယ်လို့ဆိုသူမွေမဟုတ်ဘဲနဲ့မွေလုပ်ပြတယ်ပညာမတတ်ဘဲနဲ့ပညာတတ်လို့လုပ်ပြတယ်ငါမဟုတ်ဘဲနဲ့ငါလုပ်ပြတယ်အဲ့ဒါကိုကောက်ချစ်တယ်လို့ခေါ်တယ်ဒါတာထေးရလို့ခေါ်တယ်အဲ့တော့မာယာနဲ့တာထေးရမယိုးသားမှုဒီနှစ်ခုဟာစိတ်ရဲ့အညစ်အကြေးပဲအဲ့ဒီစိတ်အညစ်အကြေးရှိလို့ရှိရင်အကျင့်တရားလည်းအကောင်းမဖြစ်ဘူးဘဝလည်းပဲကောင်းတဲ့ဘဝမရောက်နိုင်ဘူးအဆိုးဘက်ပဲရောက်သွားမယ်ဘာမြတ်စွာဘုရားဒီလိုတစ်ခုစီဟောတာနော်မာယာနဲ့တာထေယဆိုပြီးတော့ဟောတယ်နောက်တစ်ခါအဆုံးလိုက်တစ်ခုကပါတော့ဆိုထမ္ပတဲ့ထပ်စနုနဲ့မနဲ့ပါကုန်းဆင်ပြီးတော့ရေးတယ်ထမ္ပဆိုတာခက်ထန်နဲ့မာကြောတယ်တာရမ္ပဆိုတာစာပေမှာတော့ချုပ်ချယ်တယ်ဆိုတာအမေကသားသမီးတွေဟဲ့ဟိုမသွားရဘူးဒီမသွားရဘူးညမထွက်ရဘူးဒါကိုချုပ်ချယ်တယ်လို့ပြောတာအဲ့ဒါပြောတာမဟုတ်ဒါပေမဲ့ဘာသာပြန်တဲ့အခါချုပ်ချယ်တယ်လို့ပြန်ရင်ဒါအထိပ္ပယ်နားလဲဖို့သိမလွယ်ဘူးနော်ထမ္ပဆိုတော့ထားရောထမ္ပဆိုတာမာကြောတယ်မျက်နှာကြောတင်းတယ်ဆက်ဆံရေးမာကြောတယ်တင်းမာတယ်မျက်နှာကြောတင်းတယ်အဲ့ဒါထမ္ပဆိုသိတာဆက်ဆံရေးမကောင်းဘူးမာကြောတယ်စကားပြောတာမာကြောတယ်အဲ့ဒါထမ္ပစာပေကျမ်းမှာထမ္ပကိုဘလို့အဓိပ္ပာယ်ဖွင့်ထားတော့ဆိုဝါဒပရိဒဗတ္တတတိတာဝါဒပရိဒဗ
တ္တတဆာတရေအိတ်ကြီးကိုလေတွေပြည့်နေအောင်ထိုးထည့်တာလို့ရှိရင်ဖောင်းနေတာအခုကတော့ဘောလုံးလို့ပြောလိုက်ရင်နားလဲပါနော်ဘောလုံးကဖောင်းပြီးတင်းနေတာမဟုတ်လားအဲ့ဒီလိုထံပါဆိုတဲ့ပုဂ္ဂိုလ်ဟာမာကြောတယ်တင်းတယ်အရာရာမှာဗမာလို့ပြောတော့မျက်နှာကြောတင်းတယ်ဆက်ဆံရေးတင်းမာတယ်အဲ့ဒါထံပါလို့ခေါ်တယ်ဘာကြောင့်ဖြစ်တာတော့ဆိုရင်မာနတို့ဒေါသတို့ကြောင့်ဖြစ်တာသူကဘယ်သူမှအရေးမဆိုင်ဘူးဆိုတဲ့မာနတရားအဲ့ဒါကြောင့်လူဟာတင်းမာတယ်အဲ့တော့ဆက်ဆံရေးတင်းမာတဲ့ပုဂ္ဂိုလ်ဆိုရင်သူလူတွေမကြိုက်ဘူးလေပတ်ဝန်းကျင်ကသူမကြိုက်ကြဘူးလေသူကလည်းဆက်ဆံရေးတင်းမာတော့ဘယ်သူမှပို့မထားဘူးဆိုသူလုံးချင်အောင်လုပ်တာပဲဘေးကလူတွေခေယူဆိုင်မှာပေါ့အဲ့ဒါလည်းပဲအဆိုးဘက်ကိုရောက်သွားစေနိုင်တယ်တဲ့ဒါကြောင့်စိတ်ရဲ့အညစ်အကြေးတစ်ခုပဲမကောင်းဘူးဆက်ဆံရေးတင်းမာတာတာရံဘာကြတော့ဘာတော့သူများတဲ့နှစ်ဆတဲ့လှုပ်ချင်သူကတတုတ္တရိကရဏတတုတ္တရိကရဏဥတ္တရိကရဏောတာရံဘောဥတ္တရိကရဏသူကတစ်ချက်ခောက်ရင်ငါနှစ်ချက်ခောက်မယ်ဆိုတဲ့အမျိုးပေါ့နော်သူတဲ့တောင်းလုံးမယ်ဆိုတဲ့သူမျိုးအဲ့ဒီဟာနှစ်ခုရှိတယ်ကောင်းတဲ့ဘက်နဲ့ဆိုးတဲ့ဘက်နှစ်ခုရှိတယ်အကုသိုလ်နဲ့ကုသိုလ်နှစ်မျိုးရှိတယ်ပေါ့ဥပမာမဲ့သူက3သိန်းလူမယ်ဆိုရင်ငါ2သိန်းလူမယ်ပေါ့ကောင်းတဲ့ဘက်ပြိုင်တာမျိုးလို့ပေါ့သူတဲ့သားစေရမယ်ဆိုသူများပေါ်မှာအတာရစီခြင်းပြီးတော့တိုးပြီးတော့လှုပ်တာအဲ့တော့တာရမအဲ့တော့သဘောပြောမယ်ဆိုလို့ရှိရင်တော့တင်တာခေါ်လိုက်တဲ့အခါကျတော့ငွေတင်ရတယ်မဟုတ်လားသူကသိန်း100တင်ကိုက120တင်120တင်ဟို150တင်အဲ့ဒါမျိုးဆိုလို့ရပေါ့ဒါပေမဲ့ဒီတာရမဆိုတာအဲ့ဒီတင်တာခေါ်လို့ကိုရဖို့အတွက်ငွေတိုးပေးတာမျိုးလိုပဲလို့ပြောတာဥပမာအနေနဲ့ပြောတာသူကဘယ်လိုနေရာမျိုးမှာဖြစ်တုံးဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်ဆိုလို့ရှိရင်သူကလူ1ယောက်တတ်ပြမယ်ဆိုရင်ငါ2ယောက်တတ်ပြမယ်အဲ့ဒါမျိုးနော်သူကရွာတရွာအိမ်တအိမ်တပြတိုက်ပြမယ်ဆိုရင်ငါအိမ်နဲ့အိမ်တပြတိုက်ပြမယ်ငါလူရဲ့ပြမယ်သူ့ရဲ့တာရာလောက်ပြမယ်ဆိုရင်မကောင်းတဲ့ဘက်မှာလည်းပဲသူ့ရဲ့တာအောင်လုံးမယ်ဆိုရင်စိတ်ဓာတ်မျိုးကိုတာရံပါလို့ခေါ်တယ်တဲ့နော်တက်စားတဲ့လှုပ်ချင်မှုအဲ့တော့ကောင်းတဲ့ဘက်ကျတော့အကောင်းဖြစ်တယ်ဥပမာမဲ့တနေ့ကိုစာကျက်တယ်ဆိုတာဆိုတနေ့ကိုသူကစာတစ်မျက်နှာရအောင်ချက်ငါ2မျက်နှာရအောင်ချက်သူကဒီနေ့ခဏန်းတွက်တာဘယ်နှပုတ်ပြီးတယ်သူက10ပုတ်ပြီးတယ်ဆိုငါပုတ်20ပြီးအောင်တွက်မယ်အဲ့ဒါကောင်းတဲ့ဘက်ရှင်းပြိုင်တာဆိုလိုတာမဟုတ်ဘူးဒီကြတော့မကောင်းတဲ့ဘက်ရှင်းပြိုင်တာကိုသာရမလို့ပြောသူကအရက်တစ်ပက်တောက်တယ်ဆိုရင်ငါ2ပက်တောက်မယ်ဒါမျိုးပေါ့နော်လောင်းကြီးတွေထပ်တဲ့အခါမှာသူက100လောင်းရင်ငါ200လောင်းမယ်ကွာမကောင်းတဲ့ဘက်မှာလည်းပဲနှစ်ဆတဲ့လောက်တာကိုသာရမလို့ခေါ်တယ်တဲ့ရှေးဆရာတော်ကြီးတွေတော့ချုပ်ချယ်တယ်လို့ပြန်တာအတိပ္ပယ်ကတော့လောကကြီးမှာမထင်ရှားဘူးပေါ့ချုပ်ချယ်တယ်ဆိုနားလဲမှာမဟုတ်ဘူးတခြားနားလဲတလွဲနားလဲသွားနိုင်တယ်အဲ့တော့နှစ်ဆတဲ့လောက်တယ်လို့ပဲဒီလိုမှတ်တာမကောင်းတဲ့ဘက်မှာနှစ်ဆတဲ့လောက်တယ်မကောင်းတဲ့ဘက်မှာနှစ်ဆတဲ့လောက်ပြတယ်သူကောင်းတဲ့ဘက်နှစ်ဆတဲ့လောက်ထားတော့အကောင်းဖြစ်တယ်ဒီနေရာမှာအဆိုးဘက်ပဲယူရမယ်တာရမက2ခုရှိတယ်လို့မှတ်တာကုသိုလ်ပဲလားအကုသိုလ်ပဲလားကုသိုလ်ဘက်ကိုမယူဘူးဒီနေရာမှာစိတ်ရဲ့အညစ်အကြေးဆိုတာအကုသိုလ်ဘက်ကိုယူတယ်အဲ့တော့အကုသိုလ်လှုပ်တဲ့နေရာမှာသူများတဲ့ပို့လှုပ်တယ်လှုပ်ပြတယ်ဆိုတာမျိုးအဲ့ဒါမျိုးဟာတဲ့စိတ်ရဲ့အညစ်အကြေးပါပဲလို့သူတို့ဆိုလို့ရတယ်နော်အဲ့ဒါကထံပနဲ့တာရမနှစ်ခုစလုံးဟာမကောင်းတဲ့ဘက်ကိုဥလှည့်ပြီးတော့သွားတယ်လို့စိတ်ရဲ့အညစ်အကြေးဒါကိုယ့်ရင်ထဲမှာကိုယ်စိတ်ထဲမှာဒါမျိုးတွေပေါ်နေတယ်ဆိုမဖြစ်အောင်ကြိုးစားမှာဖြစ်တယ်နောက်တစ်ခုကတော့မာနနဲ့အတိမာန
မာနဆိုတာထင်မြင်ယူဆခြင်းထင်မြင်အထင်အမြင်အတိမာနဆိုတာအလွန်ထင်မြင်နှစ်ခုရှိတယ်။ဘာတွေနဲ့ပတ်သက်ပြီးထင်တော့ဆိုပညာနဲ့ပတ်သက်လာလို့ရှိရင်ငါမှီတဲ့လူမရှိဘူး။ဘောလုံးကစားတာနဲ့ပတ်သက်ရင်လည်းငါ့ကိုမှီမဲ့လူမရှိဘူး။တချင်းဆိုတဲ့နေရာလည်းငါ့ကိုမှီမဲ့လူမရှိဘူး။သေယုံဆောင်ရင်လည်းငါ့ရဲ့မှီတာမရှိဘူး။ရှုပ်ရှင်ရိုက်တဲ့အခါလည်းငါမှီတဲ့လူမရှိဘူး။ဇလန်းကောင်းအောင်တီထွင်နိုင်တာလည်းငါမှီတဲ့လူမရှိဘူးဆိုအဲ့ဒီလူကိုယ့်ဘောမှာအထင်ကြီးမှုမာနအဲ့ဗမာစကားမှာမာနဆိုတာလည်းရှိနေတာဖြစ်တော့အဲ့ဒီအဓိပ္ပာယ်ပါပဲနော်ကိုထင်ကြီးလွန်းအတိမာနဆိုတာပို့ပြီးတော့ဖြစ်တဲ့ပို့ဖြစ်တာမျိုးမာနအတိမာနနှစ်ခုစလုံးဟာအဆိုးဘက်ကိုဥထဲသွားတယ်မာနရှိနေသည့်အတွက်ကြောင့်ကိုယ့်ရဲ့သားတဲ့ပညာမရလိုက်တော့ဘူးကိုယ့်ရဲ့သားတဲ့လူကိုဒါလွယ်လေးပါဆိုပြီးတော့ကိုယ့်ရဲ့သားတဲ့လူကိုတိမမပြုတ်နိုင်သည့်အတွက်ကြောင့်ကိုယ့်ဟာကိုယ်အကောင်းမဲ့ထင်နေသည့်အတွက်ကြောင့်အသိပညာမရလိုက်ဘူးဆုံးရှုံးနိုင်တယ်အတိမာနအလွန်ကြီးလွန်းသည့်အတွက်ကြောင့်အမှန်ကိုမသိနိုင်တော့ဘူးအဲ့ဒါကြောင့်မို့မာနတို့အတိမာနတို့ဆိုတာမဖြစ်သင့်ဘူးတဲ့ဖျားအလောင်း50ဇာတ်ထဲမှာဒီလိုပဲမာနဆိုတာရှိတယ်ပိစိကဗုဒ္ဓတပါးကသူစီကြွလာတယ်ကြွလာတော့ပိစိကဗုဒ္ဓကိုကြည့်ပြီးသူ့လောက်မတော်ဘူးလို့ထင်တယ်နော်ပိစိကဗုဒ္ဓကိုသူ့လောက်မတော်ဘူးလို့ထင်တယ်မာနမချပဲနဲ့သူကသာတသိတယ်ပိစိကဗုဒ္ဓကိုအလေးမပေးဘူးသူကပိစိကဗုဒ္ဓဟောတဲ့တရားကိုမဆိုင်နောက်ဆုံးမှာပိစိကဗုဒ္ဓကကောင်းကင်ပြန်ကြွသွားတဲ့အခါမှသူကအံ့ဩထိတ်လန့်သွားတယ်သူကကောင်းကင်မပြန်နိုင်ဘူးပိစိကဗုဒ္ဓကကောင်းကင်ပြန်ပြလိုက်အဲ့ဒီကြတော့မှငါမာနကြီးမိတာမှားလိုက်တာဆိုဖြစ်သွားတယ်ဆံကိုကြောင်းပြုတ်ပြီးလို့ထင်တယ်အဲ့ဒီမှာမာနတွေဖြစ်နေသူသာအသာဆုံးဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့မာနတရားရှိမယ်ဆိုရင်ရသရတဲ့ပညာလည်းမရဘူးဆုံးရှုံးတယ်နောက်ဆုံးမှာတကယ်သူတော်ကောင်းတွေကိုပြမှားမိတတ်တယ်မာနတရားနဲ့အဲ့ဒါဆိုရင်ဆိုးကျိုးတွေဖြစ်ပေါ်လာစေတာဒါကြောင့်မို့မာနနဲ့အတိမာနဒီတရားနှစ်ခုဟာလည်းပဲဒီဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တယ်လို့ဒါစိတ်ရဲ့အညစ်အကြေးပဲလို့သူတို့ဆိုလိုတာပေါ့နော်နောက်နှစ်ခုကတော့မထနဲ့ပမာဒမထဆိုတာရှင်မူခြင်းလို့အဓိပ္ပာယ်ရတယ်ရှင်မူတယ်ဆိုတာကိုရှိတဲ့အနေထားပေါ်မှာရှင်မူနေတာရှင်မူတယ်ဆိုတာသူကကိုဟာပဲအကောင်းလို့ပဲထင်တာပဲကိုပဲပြည့်စုံနေတယ်ကိုလုံးနေတာပဲကိုရှိတဲ့အနေထားလေးတွေကိုပဲသူကဒါလေးနဲ့ရှင်းနေပြီးရှင်မူနေတာဟိုလိုတန်တုတ်ထီကိုဟာလေးနဲ့တန်တော်သားတို့ဒီလိုဟာပြောတာမဟုတ်ဘူးနော်ကိုဟာကိုတယ်ရှင်မူနေတာရှင်မူတယ်ဆိုတာအမှန်ကန်ကိုမသိတာပြောမှဆိုရင်အယမူနေရင်အမှန်မသိဘူးအဲ့ဒါလိုပဲသူကလည်းပဲရှင်မူနေခြင်းမထတနည်းအားဖြင့်မထဆိုတာယူသွတ်ခြင်းပဲခုခေတ်ပြောရင် crazy ပေါ့ crazy ဖြစ်တာယူသွတ်မှုတွေအမျိုးစုံရှိတယ်လေသူများတဲ့လွန်ကဲပြီးတော့ဖြစ်နေတဲ့အနေထားကိုမထမတက်ခဏကာရောမတော်လို့ဒီလောက်ပဲဖွင့်နေသူကနော်ကာမဂုဏ်အာယုန်တွေထဲမှာပျော်ပြီးတော့သူကိုယ်သူမသေးတော့ဘူးလို့နော်ဒါထာဝရလို့စိတ်ထဲမှာရှင်မူမေးလျော့ပြီးတော့နေတာအဲ့ဒါမထလို့ခေါ်တယ်အယူတယောက်ဟာမစင်နဲ့ရွှေနဲ့မီမစင်နဲ့ကောင်းတဲ့အရာမခွဲခြားတော့မစင်ကိုပဲသူကအကောင်းထင်ပြီးတော့ရမှုနေသူရထားတဲ့အနေထားတစ်ခုအမိုက်ပုံကိုပဲအမိုက်ပုံထဲမှာအမိုက်တွေကိုပဲသူအကောင်းထင်တယ်အဖို့တန်ပစ္စည်းတွေလို့ထင်နေတာအဲ့ဒါလိုပဲကိုရထားတဲ့အနေထားတစ်ခုကိုအကောင်းလို့ထင်နေတာအဲ့ဒါမထပဲရှင်မှုတယ်အဲ့တော့မထနဲ့ပတ်သက်ပြီးတော့သုံးမျိုး
အမျိုးမျိုးတော့ခွဲလို့ရတယ်ဒါပေမဲ့၃မျိုးပြောပြမယ်၃မျိုးပြောပြမယ်မေတ္တာဆိုနံပါတ်1ကရှုပ္ပနမေတ္တာရှုပ္ပနဆိုတာကိုယ့်ဘဝဟာငယ်သေးတယ်နှုတ်ပြိုနေတယ်နှုတ်ပြိုနေတဲ့ပုဂ္ဂိုလ်ကလည်းပဲမှန်ရစ်တယ်ငါလုံနိုင်တယ်ငါဘာမစုံလုံးနိုင်တယ်ဆိုရအထင်ရောက်တယ်နောက်တစ်ခါကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းပဲငါကျမ်းမာတယ်ဆိုပြီးတော့ရှင်မှုတတ်တယ်အဲ့ဒါအာရောချမတ္တလို့ခေါ်တယ်အာရောချမတ္တအသက်ရှည်တဲ့ပုဂ္ဂိုလ်ကလည်းသူအသက်ရှည်မှုကိုအကြောင်းပြုပြီးတော့သူမသေးတော့မလို့စိတ်ထဲမှာရစ်မှုတတ်တယ်အဲ့ဒါစီဝိတမတ္တလို့ခေါ်တယ်ရှားထားတဲ့အခြေအနေကောင်းတွေပေါ်မှာရှင်မှုနေတာထိတဲ့ကောင်းတာကိုဖြစ်လာမဲ့အရာကိုမေ့ထားတယ်မေ့နေတယ်အဲ့ဒါကိုရစ်မှုခြင်းလို့ခေါ်တယ်ဖြစ်လာမဲ့အနေထားတစ်ခုမေ့ထားလိုက်တာမေ့ထားပြီးတော့ရှိတဲ့အခြေအနေပေါ်မှာစိတ်ကိုလွှတ်ထားအဲ့ဒါကိုရစ်မှုနေတယ်လို့ခေါ်တယ်အဲ့ဒီလိုရစ်မှုနေတော့ဘာဖြစ်တော့ဆိုမကောင်းတဲ့အကုသိုလ်တွေလုပ်မိတတ်တယ်ပေါ့မကောင်းတာတွေလုပ်ရင်မကောင်းတာလုပ်ခြင်းကြောင့်တည်တဲ့အခါအပင်ငရဲကျသွားတယ်ဒါစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနောက်တစ်ခုကပမာဒလို့ခေါ်တယ်ပမာဒဆိုတာဘာလို့အပျော်အပါးပေါ်မှာစိတ်ကိုလွှတ်ထားတာစဉ်းစားတာအပျော်ပါဖို့ပဲစဉ်းစားတယ်သူအပျော်ပါပဲစဉ်းစားတယ်ဘာစားမယ်ဘယ်သွားမယ်ဘာကြည့်မယ်နော်ဘယ်လိုနေမယ်ဆိုတဲ့စိတ်ပျော်သလိုနေဖို့တွေစိတ်ခံစားဖို့တွေပဲစိတ်ထဲမှာလွှတ်ထားတယ်ကောင်းတာဆိုစိတ်ဝင်စားတော့မျက်စိကလှရပါရကြည့်မယ်နားကတာရတဲ့အတန်လေးနားထောင်မယ်အဲ့ဒီလိုကာမဂုဏ်အာယုန်ဒီပေါ်မှာစိတ်ကိုလုံးဝလွတ်ထားတာပမာဒလို့ခေါ်တယ်ဘာသာပြန်တဲ့အခါကျတော့မေ့လျော့ခြင်းလို့ဘာသာပြန်တယ်မေ့လျော့တယ်ဆိုတာဘာအတွက်မေ့လျော့တာတော့ဆိုကိုဟာတနည်းကိုသိမဲ့ဆိုတာမစင်စားဘူးနော်ဘဝရလာတာကောင်းတာလုပ်ရမယ်ကုသိုလ်ကောင်းမှုဆိုတာလုပ်ရမှာဖြစ်တယ်ကုသိုလ်ကြောင့်ဘဝရလာတယ်ဆိုတာလည်းမစင်စားဘူးအဲ့ဒီကောင်းတဲ့ဘက်ကိုလုံးဝမစင်စားပဲနဲ့အပျော်ပါပဲစိတ်ကိုလွတ်ထားတာကိုပမာဒလို့ခေါ်တယ်မြတ်စွာဘုရားကအမြဲတမ်းတတိပေးတယ်လေအဲ့ဒီပမာဒမျိုးကင်းမှုအပမဒေနတမ္ပါဒေထာဆိုတတိရှိကြပါလူတွေကတတိလွတ်နေတယ်တတိလွတ်တယ်ဆိုတာကောင်းတဲ့ဘက်မှာတတိလွတ်တာမကောင်းတဲ့ဘက်တော့တတိရှိပါတယ်မကောင်းတဲ့ဘက်ကတော့အမြဲတမ်းတတိရနေတာကောင်းတဲ့ဘက်မှာတတိရှိကြပါလို့ဆိုလိုတယ်ပေါ့အပမဒေနတမ္ပါဒေထာရဲ့အဓိပ္ပာယ်ကတတိရှိပြီးတော့သီလနဲ့ပြည့်စုံအောင်ကြိုးစားပါတမာတိနဲ့ပြည့်စုံအောင်ကြိုးစားပါပညာနဲ့ပြည့်စုံအောင်ကြိုးစားပါလို့ဒီလိုဆိုလိုတာနော်တတိရှိမှသီလဆိုတာဖြစ်တယ်တတိရှိလာမှတမာတိဆိုတာဖြစ်တယ်တတိရှိလာမှပညာဆိုတာဖြစ်တယ်ကျမ်းစာတွေကတတိရှိစရာသိမလို့တတိရှိမှပညာအဲ့ဒီလိုတတိရှိပါလို့မြတ်စွာဘုရားဆုံးပါတာတတိနဲ့မှကောင်းတာတွေကောင်းကျိုးချမ်းသာရမယ့်အရာတွေဖြစ်နိုင်တယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့စိတ်ရဲ့အညစ်အကြေးပေါင်း16မျိုးတဲ့အဲ့16မျိုးကိုပြန်ပြောကြည့်အောင်ဘာဖြစ်လို့လဲဆိုကိုယ်ရင်နဲ့နှလုံးထဲမှာကိုယ်တဏ္ဍာမှာဘာတွေရှိသလဲဘာတွေဖြစ်ခဲ့သလဲသိအောင်နံပါတ်1ကအဘိဇ္ဇဝိသမလောဘသူနဲ့တွဲဘက်ကဖြာပါတာအဘိဇ္ဇဝိသမလောဘနဲ့ဖြာပါတာဒါပထမအတွဲဒုတိယအတွဲကကောဋနဲ့ဥပါနာဟတတိယအတွဲကမက္ခပလာတစတုထအတွဲကမာယာအိတ်တာနဲ့မစ္စရိယစတုထအတွဲကအိတ်တာမစ္စရိယပိစမအတွဲကမာယာတာထေယသတ္ထအတွဲကထမ္ပတာရမ္ပဟောတတ္တမအတွဲကမာနနဲ့အတိမာန
အထမအတွဲကမထာနဲ့ပမာဒအဲ့လိုဆိုလို့ရတယ်ပေါ့အလုံး16မျိုးအဲ့ဒီ16မျိုးကိုစိတ်ရဲ့အညစ်အကြေးလို့မြတ်စွာဘုရားဟောပါတယ်ဒါဖြင့်ဒီစိတ်အညစ်အကြေးတွေသိပြီးရင်ဘာလို့မှာတော့နောက်ထပ်ဆက်ဟောတယ်မြတ်စွာဘုရားဒါဟောပြီးရင်နော်စိတ်ရဲ့အညစ်အကြေးကိုအညစ်အကြေးအဖြစ်သိအောင်လုပ်ပါဒါစိတ်ရဲ့အညစ်အကြေးဆိုတာပထမသိအောင်ကြိုးစားပါပထမလုပ်ရမှာသိအောင်ကြိုးစားသိအောင်ကြိုးစားပြီးတော့အဲ့ဒီစိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားဖို့ကြိုးစားရဖယ်ရှားဖို့ကြိုးစားအဲ့တော့စိတ်ရဲ့အညစ်အကြေးကိုသိအောင်ကြိုးစားတာပထမကြိုးစားပြီးတော့ဖယ်ဖို့ကြိုးစားတာကဒုတိယအဲ့လိုဆိုလို့လေပေါ့ဒါကြောင့်မို့စိတ်တတဥပကိလေသောတိဝိဒိတောဣတိဝိဒိတောဥပကိလေစိတ်တတဥပကိလေတံပစဟတိဖယ်ရှားတယ်အဲ့တော့ဖယ်ရှားတယ်ဆိုတဲ့အခါမှာဘာနဲ့ဖယ်ရှားမလဲဒီသုတ်တံမှာမြတ်စွာဘုရားဘာနဲ့ဖယ်ရှားဆိုတဲ့တရားကိုတော့ဖော်မပြဘူးသိအောင်လုပ်ပဲသိပြီးရင်ဖယ်ရှားပြရမယ်ဒါလေးပဲဟောထားတယ်သို့တော့ဒါကိုအထက်ကရာကရှင်းပြတဲ့အခါမှာဟုတ်ပြီဒါကိုသိအောင်လုပ်တာဝိပဿနာဉာဏ်နဲ့သိအောင်လုပ်တယ်တမန်အဖြစ်မသိဘူးလေလောဘဖြစ်ရင်ဖြစ်တယ်လို့သိရမယ်အဘိဇာဝိသမလောဘဖြစ်ရင်ဖြစ်တယ်လို့သိရမယ်ပြာပါဒဖြစ်လိုက်ဖြစ်တယ်လို့သိရမယ်မာနဖြစ်ရင်ဖြစ်တယ်သိရမယ်အိတ်တမစ္စရိယဖြစ်ရင်ဖြစ်တယ်သိရမယ်အဲ့ဒီသိလာပြီးတဲ့အခါမှာဖယ်ရှားတဲ့ဤဟာနံပါတ်1အလွယ်ဆုံးကယောနိသောမနတိကာရတဲ့မှန်ကန်စွာတွေးတောခြင်းဖြင့်လည်းဖယ်ရှားလို့ရတယ်ဒါခဏဖယ်တာခဏဖယ်လိုက်တာမှန်ကန်စွာတွေးတောခြင်းဖြင့်လည်းဖယ်ရှားနိုင်တယ်သမထတရားကျင့်ပြီးတော့လည်းဖယ်ရှားနိုင်တယ်သမာဓိရအောင်ကျင့်ပြီးတော့လည်းဖယ်ရှားလို့ရတယ်ဝိပဿနာတရားအထုတ်ပြီးတော့လည်းဖယ်ရှားလို့ရတယ်သမာဓိနဲ့ဖယ်ရှားတာကြတော့ဝိက္ခပနာလို့ခေါ်တယ်ခွာထားလိုက်တာခွာထားလိုက်ဆိုတာအပြီးမဟုတ်ဘူးကိုယ်စိတ်ထဲမှာကပ်မနေအောင်ခိတ္တဖယ်ထားတဲ့သဘောဘာနဲ့ဥပမာတူတော့ဆိုရင်ရှည်ပြင်းပေါ်မှာမှော်တွေဖုံးနေတဲ့ဆိုလို့ရှိရင်ရေခတ်သွားတဲ့ပုဂ္ဂိုလ်တယောက်ကအဲ့ဒီမှော်တွေကိုလက်နဲ့ရက်ပြီးတော့ဖယ်လိုက်တယ်ဖယ်လိုက်တဲ့အခါရေတွေးတယ်အဲ့ဒီရေလေးကိုခတ်ယူတယ်အဲ့ဒါမျိုးလို့ပဲဖယ်လိုက်တဲ့ဆိုတာမှော်တွေကိုဘေးကိုရက်ပလိုက်ထားလေလို့အပိသက်ဖယ်တာမဟုတ်အဲ့ဒါကိုဝိက္ခပနာလို့ခေါ်တယ်တမာတိနဲ့ဖယ်လိုက်မယ်ဝိပဿနာနဲ့ဖယ်တယ်ဆိုရင်တတင်္ဂပဟာနာနော်မာနကိုဖယ်ခြင်းမာနဆိုတာမကောင်းဘူးမာနရဲ့သဘောကပါပဲဆိုတာကိုစဉ်းကျင်စဉ်းစားကြည့်လိုက်လို့ရှိရင်တတင်္ဂအဖြစ်ပဲတော့ပျောက်သွားတယ်သူကအဲ့ဒါဝိပဿနာနဲ့ဖယ်တာအဲ့တော့တမာတိဆိုတဲ့သမထနဲ့ဖယ်လို့ရမယ်ဝိပဿနာနဲ့ဖယ်လို့ရမယ်ယောနိသောမနတိကာရဆိုတဲ့အခြေခံစဉ်းစားမှုနဲ့လည်းဖယ်လို့ရမယ်ရိုးရိုးစဉ်းစားမှုနဲ့ဖယ်လို့ရတယ်သမထနဲ့ဖယ်လို့ရမယ်ဝိပဿနာနဲ့ဖယ်လို့ရမယ်နောက်ဆုံးဖယ်နည်းကတော့ဘာလို့ဆိုမက်နဲ့မှဖယ်ရှားလို့ရမယ်ဆိုင်ရာမက်တွေနဲ့ဖယ်ရှားလို့ရမယ်အဲ့တော့ဆိုင်ရာမက်ဆိုတာဘယ်အရမှာတော့ဆိုဝိပဿနာတရားအထောက်အမှာပဲဝိပဿနာတရားအထုတ်လို့ရှိရင်ဝိပဿနာအဆင့်မြင့်လာတာနဲ့တပြိုင်နက် message ဆိုတာပေါ်လာတယ်ဘယ်အဖြစ်ဝိပဿနာလှေကားကပဲတက်ရမယ်ဝိပဿနာကျင့်ကြံကြိုးကုပ်ပြီးတော့ဝိပဿနာလှေကားကိုပြည့်ဝအောင်တက်လိုက်တာနဲ့အဖျားရောက်သွားလို့ရှိရင် message ဆိုတာတွေးပါပဲနော်သူ့လမ်းကြောင်းတိုင်းသွားရမှာဝိပဿနာလမ်းကြောင်းနဲ့သွားလိုက်လို့ message ဆိုတာတွေးလာမယ် message ဆိုတာပေါ်လာမယ်အဲ့ဒီမနဲ့ဖယ်တာကြတော့သူကအပြည့်သက်ဖယ်ရှားခြင်းလို့ခေါ်တယ်ဒီနေရာမှာအထက်ကရာဆရာကဖယ်ရှားဆိုတာဘာနဲ့ဖယ်ရှားတာကိုဆိုလိုတာတော့ဆိုအနာဂါမိမနဲ့ဖယ်ရှားသည့်အထိဖွင့်ဆိုထားတာဖြစ်တယ်ပေါ့အနာဂါမိနဲ့ဖယ်ရှားလိုက်တယ်ဆိုလို့ရှိရင်သူကရန္တမနဲ့ဖယ်ရှားတာလို့မဟုတ်ဘူးမပြည့်စုံသေးဘူးတချို့အတွေတော့အပြည့်သက်ဖယ်ပြီးသားဖြစ်တယ်
ဥပမာအနာဂါမိနဲ့မနဲ့ဖယ်တဲ့ဟာကဒေါသဆိုရင်ဒါအပြည့်တတ်သွားပြီကာမဂုဏ်အာယုံကာမရာဂတွေဆိုတာအပြည့်တတ်သွားတယ်သို့တော့တဏှာရာဂအပြည့်မတတ်သေးဘူးမာနဆိုတာလည်းအပြည့်မတတ်နိုင်သေးဘူးမဖယ်နိုင်သေးဘူးဥဒိစ္စတို့ဘာလို့ဆိုတာကြမ်းနေသေးတယ်ကြံတဲ့ကိလေသာတွေကြမ်းနေတယ်တော့အနာဂါနဲ့အနာဂါမိမဲ့နဲ့ဖယ်ရှားရတောင်ကိလေသာကမကုန်သေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့တော့ပြောမယ်ဆိုရင်ဒီစိတ်ရဲ့အညစ်အကြေးတွေကိုတချို့ကသောတာပတိမဲ့နဲ့ဖယ်ရမှာတချို့ကအနာဂါမိမဲ့နဲ့ဖယ်ရမှာဖယ်နိုင်တဲ့မက်က၃ခုပဲရှိတယ်တဂရဂါမိမက်ကဖယ်တာမရှိဘူးလျှော့ပါအောင်လုပ်တာပဲရှိတယ်သူကလျှော့ချတာပဲရှိတယ်သူကဖယ်တာမရှိဘူးအဲ့ဒီမက်တစ်ခုကမဖယ်ဘူးဖယ်တာကသောတာပတိမဲ့အနာဂါမိမဲ့အရဟတမဲ့အဲ့တော့အဲ့ဒါနဲ့ပြောမယ်ဆိုလို့ရှိရင်ခုနကစိတ်ရဲ့အညစ်အကြေးတွေနဲ့ပြောချိကြအောင်ဝိပဿနာတရားထုတ်လို့သောတာပတိမဲ့ပေါ်လာပြီဆိုလို့ရှိရင်ဘယ်စိတ်ရဲ့အညစ်အကြေးတွေကိုအပိဓာဖယ်ရှားနိုင်လို့ဆိုလို့ရှိရင်သောတာပတိမဲ့နဲ့အပိဓာဖယ်ရှားနိုင်တာကမက္ခဆိုတဲ့ခြေစုကံဉ္အဲ့သောတာပတိမဲ့နဲ့ဖယ်တာသောတာပန်ဖြစ်ရင်ခြေစုကံနာမရှိတော့ခြေစုကံနဲ့စိတ်အညစ်အကြေးမရှိဘူးနောက်ပလာဒဆိုတဲ့ကိုယ့်တဲ့တာတဲ့လူဖိုးမထားတဲ့စိတ်အဲ့ဒီစိတ်ဒီပလာဒဆိုတဲ့တရားလည်းပဲသောတာပတိမဲ့နဲ့ဖယ်ရှားတယ်နောက်တစ်ခါသူတစ်ပါးကြည်ပွားတာကိုမနာလိုဘူးဆိုတဲ့အိတ်တာကိုလည်းသောတာပတိမဲ့နဲ့ဖယ်ရှားတယ်ကိုကြည်ပွားသလိုသူများမကြည်ပွားစေခြင်းဘူးဆိုတဲ့မစ္စရိယကိုလည်းသောတာပတိမဲ့နဲ့ဖယ်ရှားတယ်ကိုယ့်ရဲ့အပြစ်ကိုဖုံးကွယ်ပြီးတော့အပြစ်ကင်းတယ်လို့လူထင်အောင်လုပ်ချင်တဲ့မာယာကိုလည်းပဲသောတာပတိမဲ့နဲ့ဖယ်ရှားတယ်ကိုမရှိတဲ့ခုံကိုအရှိလုပ်ပြီးတော့ဟန်ဆောင်ပန်းဆောင်လုပ်ချင်တဲ့တာထေးရဆိုတာကိုလည်းပဲသောတာပတိမဲ့နဲ့ဖယ်ရှားတယ်အဲ့တော့သောတာပတိမဲ့နဲ့ဖယ်ရှားနိုင်တာ6ခုအဲ့ဒါအပိဓာဖယ်ရှားခြင်းလို့မှတ်ရမယ်ဘယ်နဲ့ဖယ်ရှားသိပြီးတဲ့နောက်မှဒါတွေကိုအတိမတ်ဖယ်ရှားမယ်မက္ခပလာဒအိတ်တာမစ္စရိယမာယာတာထေယအဲ့ဒီ6ခုကိုသောတာပတိမဲ့နဲ့ပဲဖယ်ရှားတာဖြစ်တယ်ပေါ့အနာဂါမိမဲ့နဲ့ကြတော့ဘာတွေဖယ်ရှားတော့ဆိုပြပါရဆိုတဲ့ဒေါသကောဓာဆိုတဲ့အမျက်ထွက်တဲ့ဒေါသဥပနာဟဆိုတဲ့ရညှိုးဖွဲ့တာပမာဒဆိုတဲ့ကာမဂုဏ်အာယုန်ဒီပေါ်မှာစိတ်ကိုလွတ်ထားတယ်၄ခုပြပါရရေကောဓာရေဥပနာဟရေပမာဒရေသူဖယ်ရှားတာတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တရားကုန်နဲ့ပြောမယ်ဆိုရင်တော့ပြပါဒကောဓာဥပနာဟဆိုတာဒေါသတွေနဲ့ပတ်သက်တယ်ပမာဒဆိုတာကာမဂုဏ်အာယုန်ဒီပေါ်မှာလွတ်ထားတယ်ဆိုတော့လောဘနဲ့ပတ်သက်တယ်အဲ့တော့အဲ့ဒီ၄ခုကိုအနာဂါမိမဲ့နဲ့ဖယ်ရှားတယ်တဲ့အရဟတမေနဲ့ဖယ်ရှားတာကြတော့ဘာလို့ဆိုအဘိဓဝိသမလောဘအဲ့ဒါအရဟတမေကျမှကုန်တယ်ပေါ့တော့ကုန်တာကိုပြောတာနော်သောတာပန်နဲ့ကလည်းအဘိဓဝိသမလောဘကိုလျှော့ချတာပဲသူလည်းလျှော့ချတယ်တစိတ်တွေစီသားတော့ဖယ်ရှားတယ်ကြံတယ်လောဘကြံတယ်အစိတ်ပိုင်းအစိတ်လိုက်ခွာချတာနှပြောတို့ကိုအလေးလိုက်ခွာသလိုပဲတစ်ခုချင်းခွာသွားတာသောတာပန်ကျတော့ဒါရော့သွားပြီတာမန်လူတယောက်ဖြစ်တဲ့အရဟတမေနဲ့မှအဘိဓါဒေါမနလောဝိသမလောဘပယ်တယ်ဆိုတော့သောတာပန်ကမပယ်ဘူးဆိုတာအပယ်ကြလောက်တဲ့ဟာတော့သောတာပန်နဲ့ပယ်တယ်မကုံသေးလို့သူပယ်တယ်လို့မပြောတာအခုပြောတာတွေကကုံအောင်ပယ်တဲ့ဟာမှပယ်တယ်လို့ပြောတာနော်တော့မကုံသေးသည့်အတွက်ကြောင့်အဘိဓါဝိသမလောဘကအရဟတမေနဲ့ကျမှရှင်းထုတ်လို့ရတယ်နောက်ထမ္ပဆိုတဲ့ခက်ထန်မှုတာရမဆိုတာနှစ်ဆတဲ့လှုပ်ချင်မှုမာနဆိုတဲ့ကိုယ့်ထင်ရောက်မှုအတိမာနဆိုတာအလွန်ကဲထင်ရောက်မှုမထာဆိုတဲ့ရစ်မှုမှုအဲ့ဒီ6မျိုးအဲ့ဒါကြတော့အရဟတမေနဲ့မှအကျွင်းကြံမရှိဖယ်ရှားနိုင်တယ်သောတာပတိမေနဲ့တချို့ဖယ်တယ်သဂရအနာဂါမိမေနဲ့တချို့ဖယ်တယ်အရဟတမေကျမှကုန်တယ်လို့သူတို့ဆိုလိုတယ်အစိတ်လိုက်ပေါ့ပန်းသီးကြီးတစ်လုံးလုံးမစားနိုင်ဘူးလေတစ်စိတ်ချင်းစားတာပေါ့အဲ့ဒါလိုပဲတ
စိတ်လိုက်ဖဲသွားတာလို့ဆိုလို့တယ်ပေါ့မက်တရားသူ့မနဲ့မှာအတိအကျဖဲတာကြတော့ကုံသွားတာကြတော့ဝိသိကိစ္စနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စတတပတိမဲ့ပယ်တယ်ကုံတယ်ဒါအကုန်ဖဲတာပဲအဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့ဒီစိတ်ရဲ့အညစ်အကြေး16မျိုးနဲ့ပတ်သက်ပြီးတော့အခုလိုပဲမှတ်ကြရမှာဖြစ်တယ်သောတပတိမဲ့နဲ့မက္ခပလတာအိတ်တာမစ္စရိယမာယတာထေယဒီ6မျိုးဖယ်ပြီးတော့အနာဂမိမဲ့နဲ့ပြဘာရကောရာဥပနာဟပမာဒဆိုတဲ့4မျိုးဖယ်ရှားတယ်အရဟတမဲ့နဲ့ကြတော့အဘိဇဝိသမလောဘธรรมတာရမမာနအတိမာနဆိုတဲ့ဒီ6မျိုးဖယ်ရှားတယ်အလုံး18မျိုးသောစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့မြတ်စွာဘုရားကဒီတုတ်တံမှာတိုက်တွန်းနှိုးဆော်တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့တဏ္ဍာမှာဖြစ်နေတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုမိမိတို့ကိုယ်တိုင်သိရှိနားလည်အောင်ရှေးဥစွာကြိုးစားအထောက်အောင်မှာဖြစ်တယ်သိရှိပြီးတဲ့အခါကိုယ့်ရဲ့နဲ့ကကိုယ်စိတ်ထဲကနေပြီးတော့ထုတ်ပစ်ဖို့ကြိုးစားရမှာဘာဖြစ်လို့တော့ဆိုရင်ကိုယ်မှာအဝတ်ပေးနေတယ်ဆိုဖွတ်ကြတယ်လေဘာနဲ့ဖွင့်ရင်ပျောက်တယ်ဆိုတာသိကြတယ်လေအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာစိတ်ရဲ့အညစ်အကြေးတွေရှိနေပြီဆိုတာကိုယ်ကဖယ်ရှားဖို့ကြိုးစားအဝတ်ပေးနေတာသူများရှင်းခိုင်းလို့ရတယ်ကိုယ်စိတ်ပေးနေတာကြတော့သူများကိုရှင်းခိုင်းလို့မရဘူးကိုယ်တိုင်ပဲရှင်းရမှာကိုယ်တိုင်ပဲသတ်ဆင်ရမှာဆိုတာကိုတတိချက်ပြီးတော့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မအတိုင်းလက်တွေ့လိုက်နာကျင့်သုံးလိုက်နာနိုင်ကြပါစေကုန်သတည်း